မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျောင်းမှာကြံခိုင်ဖို့အတွက်ကျွန်တော်နေထိုက်ကကြိုးစားပါတယ်ခင်ဗျာဒီနေ့တတိယမြောက်အနေနဲ့ပြပေးမယ့်လေ့ကျင့်ခန်းကတော့ Russian twist လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကခါးပိတ်ကြွသားများကိုတမစေဖို့ရည်ရွယ်ပါတယ်ခါးကိုမမတ်ထားပြီးကိုယ်ကိုနောက်ကိုလည်းလှန်ထားပါလက်မောင်းအားတက်မဟုတ်ပဲခါးကနေလှည့်ပေးရပါမှာတက်ရှိဖို့မမေ့ပါနဲ့ဘယ်တစ်ချက်ညာတစ်ချက်စီးကျက်မှန်မှန်လုပ်ပါခါးပေးချက်သားတွေပူလာတာကိုခံစားကြည့်ပါဒီလက်ကျန်ကခိုးမဆဲတွေချစ်လက်သွားစေမဲ့လက်ကျန်ကတစ်ခုဖြစ်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်ကြမယ်နော်စေရောကိုပါကျမပြောရှင်ကြပါစေ